ရှမ်းကပိတိတ်ပြမယ်နော်ဟုတ်ပြီဖြူမင်္ဂလာပါအမျိုးတို့ရေအမျိုးတို့လေရှမ်းကပိကိုပြည့်ပြည့်စုံစုံဒီတကလုတ်ပြမယ်အန်တီဆန်းကလေအခုအရမရှမ်းကပိတိတ်ဖို့ကငါးလေးတွေပေါ့နော်ပြောမယ်ဆိုငလူကပိုကောင်းတာပေါ့နော်ဒါကတော့ငချင်လုတ်တဲ့ငါးတွေပေါ့ဒါကတော့အမေအန်ဆန်းရှိတာလေးနဲ့ပဲတိတ်ပြလိုက်မယ်နော်ခေါင်းကြီးရောဖြတ်လိုက်တာအန်ဆန်းဟိုမလုတ်ချင်လို့ဒီအဲ့ခေါင်းကြီးပိုင်ခါလို့လေငါးတွေကကဲအမျိုးတို့ရေဒီမှာနော်စားအသလောက်ထည့်ရတယ်ပေါ့နော်အဲ့တဲ့နည်းနည်းပို့ထည့်လောက်နည်းနည်းပြန်ထည့်လောက်သူကရေဆေးမှမို့လို့လေအဲ့လိုလေးတွေထည့်ပြီးမှနေရပါဘူးအဲ့ရတယ်အဲ့တခဲတာထည့်လိုက်ရတယ်အဲ့တော့လက်လေးနဲ့အဲ့လိုလေးအေးဟုတ်တယ်အဲ့လိုလေးနေပြီးဒါတိုင်းလေးထားလိုက်ယူမယ်နော်လက်ပံကမိုးလင်းခဲ့ပြီဆိုအဲ့ဒါဒီကြီးပြောင်ဆေးပြီးမှအနေစားနေလာပြီးမှရှမ်းကပိတိတ်ပြမယ်နော်ကဲအမျိုးတို့ရေငါကတော့တညတိတ်ခါတာပေါ့နော်အမကြောက်ခဲကြီးနေနဲ့ဖိထလာတော့အန်တီဆန်းကအဲ့မှာအခုအဲ့ဒါဆေးတော့မှာသူကရေမဆေးဘဲနဲ့ချိပေါက်ပြီးကျင်းလို့ရေမဆေးဘဲနဲ့ဖားနဲ့တိတ်ခါတာလေအဲ့ဒါကိုဆေးပြမယ်နော်ကဲအရင်ဆုံးစစ်လိုက်တယ်နော်စစ်ပြီးမှဆေးမယ်နော်ကဲဆေးပါပြီလို့ကဲအထပ်ပေါင်းများစွာဆေးရပါတယ်လို့ရပြီဒီအများကြီးဆေးရမပြဘူးကြီးရဒါဒုတိယရေပေါ့နော်ဖားနဲ့တညတိတ်ထားတဲ့အတွက်ဖားကတော့ထိုက်တဲ့လောက်ပဲကြံခဲ့ပြီးတော့မှအကုန်ပြောင်းကုန်တာပေါ့နော်ကဲငါးရတာဖွေးလို့ပဲအမထိတ်ကုန်တောင်းကဲငါးတာလား6ဖက်လားမသိရှိသွားပြီအမအမျိုးတို့ကစားတွေဒီလောက်ထဲမှာတော့ငါမှာပေါ့ဘယ်မှာပေါ့အန်ဂျန်တို့ကဆေးပလိုက်တာဗျာကဲရပါပြီလို့ခွေးတန့်လို့ဘယ်နာမှမကြံတော့ပါဘူးလို့ကဲတစ်ခါကအန်ဒီစားလမ်းတာမပြတော့အခုလမ်းတာပြမယ်နော်ကဲအဲ့လိုလေးတွေလမ်းပြီးတော့လန်ရတာပေါ့နော်အဲ့လမ်းညက်နေကြတိတ်လို့ရပါပြီလို့တိတ်ပြမယ်နော်အန်ဒီစားကဲအမျိုးတို့6ကလေးရတော့ဟွာလောက်သွားပြီ6ပါးပေါ့နော်အန်ဒီစားနဲ့ပိတ်တာလမ်းတာမှာဒါပဲရတယ်ကဲအဲ့ဒါလေးခုရှမ်းကပြီးတိတ်ပြမယ်နော်ဖြူမုံနစ်ကအကျန်းလေးနဲ့တိတ်ပို့ကောင်းတယ်တအားနှူးတဲ့ဟာဆိုမကောင်းနော်အမျိုးတို့ကဲဖြူအောင်အထက်တလောက်မကဟုတ်ပြီဖြူအေးရရေလေးနည်းနည်းဖြန်းလိုက်ကဲအဲ့ဒါပနော်လိုက်ဒါလေးနဲ့နော်လက်စူးမိမှာကဲအဲ့လိုလေးတွေနေရတာပေါ့နော်ကတ်သွားအောင်ပေါ့ငါ6ကိုကတ်သွားအဲ့ဒါရှမ်းကပိလုံနီးနော်အဲ့ဒါအန်ဒီစားကဘာတစ်ခုမှမခိုတာဘူးနေလန်းတာလည်းပြရတယ်အဲ့ဒါတနေစုံရတယ်အန်ဒီရေလေးနဲ့လောက်တာတော့မုံနစ်ကိုကတ်သွားအောင်ပေါ့နော်ကဲအဲ့လိုလေးပါလို့ဒါကတော့တလလောက်နေပြီးမှစားရမှာပေါ့နော်သူကလေပြောစရာကြံတယ်လို့သူကလေအဆိုဘက်တအားသွားအောင်ညမသိရဘူးပေါ့နော်သူကဘယ်လိုပြောမလဲဟိုပါပေါ့တအားပြော့ပြေးမှအဲ့လိုမျိုးဖြစ်သွားတတ်တယ်ပေါ့နော်ခုအနေဆန်းပြတယ်လို့လေးပဲလုံနော်အဲ့လိုမျိုး6ကလေးပဲလေကဲဘူးတဲ့ကိုထည့်ပြီးအဲ့ဒါကိုအရက်ထည့်ရင်လည်းကောင်းတယ်အဲ့ဒါထည့်တဲ့ခါကျတော့3-4ရက်နဲ့မွေးလို့နေတာပေါ့နော်အဲ့အန်စားအရက်လည်းအိမ်မှာမရှိရက်တောက်တဲ့လူလည်းမရှိဘူးဆိုတော့သွားမဝယ်ကျင်တော့အဲ့ဒါအရက်လေးရှိလို့ရှိရင်အရက်လေးနဲ့ဖျားမိနေထားလို့ရှိရင်4-5ရက်ဆိုနှက်သွားတာပေါ့နော်အရက်ပါတယ်ပို့လို့မွေးသွားတာပေါ့နော်အဲ့တော့ချင်နှံ့လေးနဲ့ပေါ့စားလို့တိုင်းကောင်းတာအဲ့ဒါစားပြီးသွားတိပြင်ဟာတွေမစားကြတော့ဘူးအဲ့ဒါအမျိုးတို့လှုပ်စားကြနော်ကဲအားလုံးနေကောင်းကြပါပြီတော့ထမင်းမိန်ညပါစေတဘာဝကပ်ပြီးမျိုးမှလည်းကင်းဝေးကြပါစေနော်